ကံကြီးအကျိုးဆိုတဲ့အတိုင်းပဲပြုထားတဲ့အရာတွေကအကျိုးတွေပြန်ရတတ်တယ်အဲ့တော့အရေးကြီးဆုံးပြောချင်တာကတော့ပျော်ရွှင်မှုကိုပျက်စီးစေသောအေးချမ်းမှုကိုပျက်စီးစေသောကံတွေမလုံးမိစေနဲ့ပြောချင်တယ်လူတစ်ယောက်ကိုကပြည့်ပြည့်နဲ့စောစောကားပြောလို့ရှိရင်ကိုအဲ့ဒီလိုပြန်ပြောမဲ့သူပေါ်လာတတ်တယ်လူတစ်ယောက်ကိုကအသုံးချပလိုက်မယ်ဆိုရင်ကိုအသုံးချမဲ့သူလည်းပြန်ပေါ်လာတတ်တယ်လူတစ်ယောက်ကိုနိုင်တဲ့စီနဲ့ပြုမှုပြီးတော့ဘဝကိုပျက်စီးအောင်လုပ်မိမယ်ဆိုရင်ကိုလည်းဘဝပျက်စီးသည့်အထိဒုက္ခပေးမဲ့သူပေါ်လာတတ်တယ်ဒီဘဝမှာတော့ပြန်ပြီးတော့ကံကြွေးပြန်ဆက်ရတဲ့သူတွေရှိတယ်အဲ့တော့ပြစ္ဆုတ်ပံတမလုံးဆိုတဲ့အရာတွေကိုစဉ်းစားမယ်ဆိုရင်တမလုံးမှာဒီဘဝကကံအကျွေးတွေပါသွားမယ်ဆိုရင်ဟိုဘက်မှာကိုပြုတ်ခဲ့သမျှကိုခံရတဲ့ဘက်ကိုပြန်ရောက်သွားတတ်တယ်ဒါကြောင့်အဲ့ဒီကံကြွေးတွေကြောက်စရာကောင်းတယ်တန္တရာဝတ်ကိုပြတ်အောင်ဖြတ်နိုင်၍နောက်ဆုံးနိဗ္ဗာန်မျက်မှောက်ပြုသွားနိုင်တော့မှယဟန္တာဖြစ်သွားတော့မှလွတ်မြောက်ရမှာခန္ဓာဝန်ကိုချတော့မှအပြည့်တတ်တာမဟုတ်ရင်တော့အဲ့ဒီယဟန္တာဖြစ်မဲ့ဘဝအထိကံအကျွေးတွေလိုက်တယ်တတန္တရာလုံးကိုလိုက်တာဒါကြောင့်ဆိုးသွမ်းကြီးလေးအပြစ်တွေကိုမလုံးမိစေနဲ့လွယ်ရလို့လွယ်ယူလိုက်မယ်ဆိုပြီးတော့လည်းမယူမိစေနဲ့ပြန်ဆရတတ်တယ်သူတစ်ပါးစီကနေပြီးတော့ကိုကအချောင်ရလို့သူတစ်ပါးကိုမလိမ့်တပတ်လုပ်ပြီးတော့သူ့ဘဝပြတ်သွားသည့်အထိပြုပြီးမှအကျိုးအမြတ်ယူလိုက်တာမျိုးတွေအဲ့တော့ဒီဘဝမှာတော့စားကောင်းစားရလိမ့်မယ်အဲ့တော့တမလွန်မှာတော့ကိုအဲ့ဒီလူယုံမပေါ်အောင်နှိပ်စက်မဲ့ဖြက်စီးမဲ့သူတွေနဲ့ပြန်ပြီးတော့ကြုံရတတ်တယ်ဒါက6လန့်တာမဟုတ်ဘူးယုတ်တိသဘောအရာပြုံးပြရင်သူများပြန်ပြုံးပြမှာပဲမဲ့ပြရင်သူများပြန်မဲ့ပြမှာပဲအကြောင်းရှိအကျိုးရှိမှာပဲအဲ့ဒါဟာမြတ်စွာဘုရားဟောတဲ့တရားတော်တွေအတိုင်းပဲပရိစ္ဆာသမုပ္ပါဒေသနာအရာအကြောင်းရှိရင်အကျိုးတွေလာနေအောင်မယ်အဲ့အကြောင်းပြတ်တော်မှာအကျိုးကရပ်မှာကံပြုတ်ထားရင်လေကံရဲ့အကျိုးဆိုတာလာအောင်မှာအဲ့တော့ကိုယ့်ဘဝခဏတာတတ်တန်းတိုလေးရတဲ့အချိန်မှာကုသိုလ်တွေအများကြီးစုသွားဖို့ပဲအာရုံစိုက်ကိုကသူတစ်ပါးကကိုယ့်ဘောမှာဘလောက်မကောင်းကိုကပြန်ပြီးတော့မတုံ့ပြန်နဲ့ကိုယ့်ရဲ့ကံကြွေးတွေပါမလာစေနဲ့ကိုယ့်ဘောမှာသူတစ်ပါးကဘလောက်ပဲယုံမှာကိုပေးဆက်ရမှာမလို့ပေးဆက်လိုက်ရတာကိုကနေပြန်ပြီးတော့မယုံပါနဲ့တတိထားပြီးတော့သူတစ်ပါးကိုယ့်ဘောအနိုင်ယူတာနှိပ်စက်တာမခံရအောင်ကတော့ပညာသုံးတတိသုံးကြည်ရှောင်ဖို့ကိုယ့်အတွက်ကတော့ဝေကျွေးဖြစ်စေမဲ့ကံကြွေးတွေတင်စေမဲ့အရာတွေမလုံးမိအောင်ကုသိုလ်များလုပ်ပါမှာခြင်းနဲ့ကဘာသူကဘာသားအပေါင်းကံကြွေးမရှိတဲ့ဘဝများဖြင့်အေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ